မင်္ဂလာပါမျိုးမင်္ဂလာပါဗျကျွန်တော်ဒီနေ့ညမှာကျွန်တော်ခြားဟာလေးတခုပြခြင်းနေဗျ YouTube မှာတော့ကျွန်တော်တက်ပြီးတော့ live မလွှင့်တော့ဘူးကျွန်တော်ဗီဒီယိုဖိုင်လေးပဲလုပ်ပြီးတော့တင်ပေးတော့မယ်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်မူလေးကိုကစားပေါ့မှတ်ထားလို့လည်းရပါတယ်ဒီနေ့ပြမယ့်မူလေးကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်မူမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒါဆရာစိန်ပေါက်တီးရဲ့မူဖြစ်တယ်ဒါပေမဲ့ဆရာစိန်ပေါက်တီးရဲ့မူလေးကနေကျွန်တော်ကနည်းနည်းလေးပြန်ထွင်ထားတယ်ပေါ့နော်သူလည်းဖြစ်နိုင်ခြေရှိတာလေးကိုပေါ့နော်အဲ့ဒါလေးကိုပြမယ်နောက်တော့အဲ့ဒါပြီးတော့မနေ့ကကျတော့ကျွန်တော်ညမှာကျွန်တော် YouTube မှာ live လွှင့်ပြီးခဲ့တယ်ကျွန်တော်တို့တနင်္လာနေ့မှာခွန်ထိတ်ထွက်လို့သူ့ရဲ့ချန်ရဲ့မှာခွန်လာမယ်လို့ကျွန်တော်တို့ပြောခဲ့တော့ဒီနေ့မှာဆိုရင်3ညခွန်ဆိုပြီးတော့အင်္ဂါနေ့ညနေမှာဆင်းသွားတယ်ပြီးတော့တနင်္လာနေ့မှာခွန်ထိတ်စီထွက်လို့အဲ့ဒီအပတ်မှာအဲ့ဒီအပတ်ထဲမှာကြံရက်မှာပေါ့နော်ကျွန်တော်တို့က88ရက်68ရက်ဆိုရင်မွေးကနန်း2ကွက်ကိုဖမ်းတယ်နောက်တစ်ခါကျွန်တော်ပထမမွေးကနန်းပေးတာ69တကွက်ရှိတယ်အဲ့ဒီမှာပဲမွေးကနန်းဒီ3ကွက်ဖြစ်နေတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခါကျွန်တော်တို့ကဒီတညမှာကျွန်တော်တို့ကဒီကြံရက်မှာပေါ့ကျွန်တော်တို့ကဒီခွန်ထိတ်စီထွက်တိုင်းတနင်္လာနေ့မှာခွန်ထိတ်စီထွက်တိုင်းသူ့ရဲ့တောက်ကြံရက်မှာလည်းထွက်တဲ့ဒီလုံးမိုင်တစ်လုံးရှိသေးတယ်ပေါ့နော်မပြောက်တဲ့လုံးမိုင်တစ်ခုရှိတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့က2ရက်တာကာလကိုရောက်သွားပြီမထွက်သေးဘူးအဲ့လုံးမိုင်ရလဲဘာကနန်းလဲဆိုတော့သူက10လုံးပိုင်ပေါ့နော်ဒီခွန်ထိတ်စီလို့တနင်္လာနေ့မှာကျွန်တော်တို့ကထွက်ပြီးတိုင်းမှာ10တီလည်းမပြောက်ပါဘူးနော်10ကလိုက်ဆင်ပြီးတယ်ပေါ့နော်ဒီမှာဒါခွန်ထိတ်စီလို့ထွက်တယ်10တီမပြောက်ပါဘူးလိုက်ဆင်တယ်နော်ကျွန်တော်တို့ကဒီမှာလဲခွန်ထိတ်စီဆိုပြီးတော့ထွက်တယ်တနင်္လာနေ့မှာ10တီလုံးဝမပြောက်ပါဘူးလိုက်ဆင်ပြီးတယ်နော်ဟုတ်ပြီကျွန်တော်တို့ကဒီမှာခွန်ဆိုပြီးတော့ခွန်ထိတ်စီထွက်တယ်ဒီနေ့လာနေမှာ10ဒီလုံးဝမပြောက်ပါဘူး88 68အများစုစင်တာဒီ88တို့68တို့စင်တာများပါတယ်နော်အဲ့ဒီမှာဒီမှာတနေ့လာနေမှာခွန်ထိတ်စီထွက်တယ်10ဒီမပြောက်ဘူး86လို့လိုက်ထွက်တယ်84လို့လည်းထွက်တယ်ဒီမှာလည်းတနေ့လာနေမှာခွန်ထိတ်ထွက်တယ်10ဒီမပြောက်ဘူး38လို့ထွက်တယ်86လို့လည်းထွက်တယ်နော်ဒီမှာဆိုလို့ရှိရင်လည်းတနေ့လာနေမှာခွန်ထိတ်စီထွက်တယ်10ဒီလုံးဝမပြောက်ပါဘူး86လို့လည်းထွက်တယ်84လို့လည်းထွက်တယ်89လို့လည်းထွက်တယ်88လို့လည်းထွက်တယ်နော်ဒါသတိထားနိုင်ဖို့လေးပါနော်ကျန်ရက်မှာတကယ်လို့မိမိတို့ဒီလုံးပိုင်တစ်ခုနဲ့မူသေးယူပြီးတော့ကနန်းနေကတ်ကစားမယ်ဆိုကျွန်တော်တို့10လုံးပိုင်ရှိတယ်ပေါ့နော်ဒီ10လုံးပိုင်ကိုမိမိနှစ်သက်ရဒါပရိတ်နဲ့ဖမ်းခြင်းနဲ့ဖမ်းကစားပေါ့ဒါမှမဟုတ်ကီးတွေဝမ်းချင်းတွေနဲ့ဖမ်းပြီးကတ်ကစားမယ်ဆိုရင်ကစားလို့ရအောင်ပါနော်ကျွန်တော်တို့ကဒီမှာခွန်ထိတ်စီထွက်တယ်ကျန်ရက်မှာကျွန်တော်တို့က10တလုံးဒီမပြောက်ပါဘူး10တီလိုက်ပေးတယ်ပေါ့နော်ဆင်းပေးပါတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကဒီအပတ်မှာလဲခွန်ထိတ်စီထွက်တာလေကျွန်တော်တို့ကခွန်ထိတ်စီကြောင့်ကျွန်တော်တို့ခွန်လုံးပိုင်လိုက်ရမှာခွန်လုံးပိုင်တော့ဆင်းလာပြီဟုတ်ပြီ10လုံးပိုင်ကျန်သေးတယ်10လုံးပိုင်ဒီဘယ်အချိန်မှာဘယ်လိုဆင်းလာလဲပေါ့ကျွန်တော်တို့ကဒါလေးတစ်ခုတော့ကျွန်တော်တို့ကနည်းနည်းလေးတွေးရမှာပေါ့အဲ့ဒီမှာကျွန်တော်တို့ကဟုတ်ပြီဒါ10လုံးပိုင်ရဲ့အခန်းကဏ္ဍ10လုံးပိုင်ရဲ့အခန်းကဏ္ဍမှာကျွန်တော်ညတော့မနေ့တုန်းကဆိုရင်ပိုက်ပါမှာ10နဲ့ပတ်သက်တဲ့ကဏ္ဍတွေကျွန်တော်ပြခဲ့ပါတယ်ဒါ10လုံးပိုင်နဲ့ဆိုရင်ကျွန်တော်တို့က83ပရိတ်ကိုကစားမယ်ဆိုရင်80 85ကစားလို့ရပါတယ်ညီကိုတွေကကစားမယ်ဆိုရင်89 89ဆိုပြီးတော့ကစားလို့ရတယ်ပါဝါနဲ့ခက်ကစားရင်81 83ဆိုပြီးတော့ကျွန်တော်တို့ကအဲ့ဒီလိုမျိုးကစားလို့ရတယ်ပေါ့နော်ဒါ10နဲ့ပတ်သက်တဲ့ဟိုဟာလေးမိမိကစားလို့ရအောင်ပေါ့ကျွန်တော်ကဒါဥပမာလေးပြောပြီးပေးကြည့်တာပေါ့နော်ဒါမိမိတို့အနေနဲ့10လုံးပိုင်ကိုမိမိတို့ရရှိထားတဲ့ပရိတ်တွေဒါမှမဟုတ်ဝမ်းချင်းကြီးကီးတွေနဲ့ကပ်ပြီးကစားခြင်းလည်းကစားလို့ရတယ်10လုံးပိုင်ကဆင်းလာပါအောင်ပေါ့နော်နောက်တစ်ခုပေါ့ကျွန်တော်နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ဒီပရိတ်မူပေါ့နော်ပရိတ်မူလေးနဲ့လည်းကိုက်ညီနေတဲ့မူလေးတစ်ခုပဲကျွန်တော်ဆောင်းတာပြောသွားတယ်ဒါဆရာစိန်ပေါက်တီးရဲ့မူပေါ့နော်ဆရာစိန်ပေါက်တီးရဲ့မူပါဆရာစိန်ပေါက်တီးကဘယ်လိုပြောသွားလဲဆိုရင်ဒါအလဲ3ည3 3 3ညလို့ဖြစ်တိုင်းနဲ့သူ့ရဲ့အောက်အလဲ3ည3 3 3ညလို့ဖြစ်တိုင်းနဲ့သူ့ရဲ့အောက်ပါတဲ့ဆရာစိန်ပေါက်တီးရဲ့ကျတော့ခွန်6နဲ့ခွန်1ကိုမွေးထိုးလို့ရတယ်တဲ့နော်ခွန်6နဲ့ခွန်1ကိုမွေးထိုးလို့ရတယ်ဆိုပြီးဆရာစိန်ပေါက်တီးကပြောပါတယ်သူအလဲဒါကင်မရာတော့နည်းနည်းလေးမငြိမ်ဘူးပြကျွန်တော် stand မပါခဲ့လက်နဲ့ပဲကင်ပြီးထားတာနော်နည်းနည်းလေးသိခံပြီးဒါကို live မဟုတ်တော့ကျတော့လေဗီဒီယိုဖိုင်ကြည့်ပါတယ်နော်လောက်လေ
ဆရာစိန်ပေါက်တီးရပြောတယ်သူကခွန်1နဲ့ခွန်6ကထိုးပေးရမယ်မွေးထိုးရမယ်ပေါ့နော်အဲ့နှစ်ကွက်ကိုဒါတချို့အပတ်တွေမှာခွန်1ခွန်6ဆိုပြီးတော့သူကမထွက်ဘူးကျွန်တော်အားလေးကိုထပ်ကွန့်လိုက်တယ်ခွန်1ခွန်6ကိုပါဝါတွေခံပြီးကျွန်တော်ပြန်ယူလိုက်လို့ရှိရင်ခွန်1ခွန်6 2 1 2 6ဆိုပြီးတော့ထွက်ရမယ်ပေါ့နော်အဲ့ဒီလိုမျိုးထွက်လာဆိုတော့စစ်ကြည့်လို့ကျွန်တော်ထွက်တယ်အလဲ3ည3 3 3ညဖြစ်ပြီးတိုင်းခွန်1ခွန်6 2 1 2 6ဆိုတဲ့ကဏ္ဍနေရတဲ့အများဆုံးသူ9ရက်ပဲအဲ့ကဏ္ဍ၄ခွက်ထဲကအများဆုံးထွက်တာကတော့81နဲ့86ကအထွက်များတယ်တကယ်လို့81 86မထွက်လာခဲ့ဘူးဆိုလို့ရှိရင်သူ26နဲ့21ဆိုတဲ့ကဏ္ဍတွေထွက်တယ်ဟုတ်ပြီကျွန်တော်တို့ကအဲ့ဒီလိုမျိုးအလဲ3 3ည3ည3ဖြစ်တိုင်းအဲ့ကဏ္ဍတွေထွက်လာစစ်ကြည့်အောင်ဒီမှာအလဲ3 3ည3ည3ဖြစ်တယ်သူ့ရဲ့အောက်မှာခွန်1ခွန်6 2 1 2 6ထွက်ရမယ်ဆို81လို့ထွက်တယ်ဟောထပ်ပြီးတခါဖြစ်တယ်အလဲ3 3ည3ည3ဖြစ်တယ်ဟုတ်ပြီအဲ့သူ့ရဲ့အောက်မှာ26လို့ထွက်တယ်သူ့အောက်မှာလိုက်ပြီးတော့ထပ်ပြီးတော့81လို့လိုက်ထွက်သေးတယ်ခွန်1ခွန်6 2 1 2 6ကနေထွက်ရမယ်နော်ဒီမှာလည်းအလဲ3 3ည3ည3ဖြစ်တယ်သူ့ရဲ့အောက်မှာခွန်1ခွန်6 2 1 2 6ထွက်ရမယ်ဆိုပြီးဒီမှာဒီတစ်ပတ်ပဲသူကအဝေးဆုံးဖြစ်တယ်ပေါ့ပြောရမယ်ဆိုရင်1ရက်2ရက်3ရက်4ရက်5ရက်သူအများဆုံး9ရက်ပေါ့ဗျာ9ရက်အတွင်းထဲမှာသူလိုက်ထွက်တတ်တယ်ဒီဟာလေးကနော်ဒါတကယ်လို့ဒါမွေးကနန်းကိုနည်းနည်းလေးနဲ့မွေးပြီးထိုးခြင်းတဲ့အမျိုးတွေရှိနေထိုးလို့ရတယ်ပြီးတော့ကျွန်တော်တို့ကဒီတစ်ပတ်မှာကျွန်တော်တို့ဖမ်းထားတာ38ပရိတ်မှုတစ်ခုရှိသေးတယ်ကဲလို့38ပရိတ်ထဲကဆင်းလာရင်ဒါတွေဆင်းလာမလားပေါ့ဒီမူနဲ့ကိုက်ညီပြီးတော့ပဲဆင်းလာမလား38ပရိတ်မှုမှာကျွန်တော်တခြားဟာတွေနဲ့လည်းကျွန်တော်ပြထားပေးတာတွေရှိပါသေးတယ်နော်ဒီတစ်ပတ်မှာပဲသူကနည်းနည်းလေးအလန်းกว่าမှလိုက်တယ်နောက်တစ်ခါကျွန်တော်တို့ကမဟုတ်ပြီဒီမှာလည်းအလေ3 3ည3ည3လို့ဖြစ်တယ်သူ့ရဲ့အောက်မှာခွန်1ခွန်6 2 1 2 6လိုက်ရမယ်ဆိုဒီမှာ21ဆိုပြီးလိုက်တယ်ဆရာစိန်ပေါက်ဒီပြောထားတဲ့ဟာတော့သူက81နဲ့86ပေါ့နော်တကယ်လို့ကျွန်တော်ကအဲ့ဒါကိုပြန်ကွန့်ထားတာ21နဲ့26ကိုထပ်ပြီးတော့ပါဝါတွေရန်ပြီးထည့်ထားပေးတယ်နော်ပို့လုံးအောင်ပေါ့နော်ပို့လုံးမယ်လို့ထင်လို့ပေါ့နော်ဒါလေးကိုပေါ့နော်ဒါလေးကတော့မွေးကနန်းအနေနဲ့ပါဒါ38ပရိတ်လည်းဖြစ်လို့နော်ဒါလေးကိုကျွန်တော်ပြပေးတာဖြစ်တယ်နှစ်သက်ရင်မျိုးတွေအနေနဲ့ဒါ38ပရိတ်ကစားလက်စရှိနေတဲ့အမျိုးတွေရှိလို့ရှိရင်ဒီ38ပရိတ်မူတွေကနေပြီးတော့ဒါလေးကအကောင်းဆုံးဖြစ်တယ်ဆိုတာလေးကိုကျွန်တော်ထောက်ပြပေးတာနော်ဒီမဲ့အလေ3 3ည3ည3ဖြစ်တယ်သူ့ရဲ့အောက်မှာနော်ခွန်1ခွန်6 2 1 2 6ထွက်ရမယ်ဒီမှာ86ဆိုပြီးလာထွက်တယ်21ဆိုပြီးတော့လက်ထွက်တယ်နော်ကျင်းသေးသူလိုက်ထွက်တယ်နော်ဒါမွေးခရိုးလို့ရမွေးကနန်းမွေးထိုးလေးရတယ်နော်ပြီးတော့ဒီမှာအလေ3 3ည3ည3ဖြစ်တယ်ချက်ချင်းပဲ2 1ဆိုပြီးထွက်တယ်ဟောထပ်ပြီးတော့ဒီမှာအလေ3 3ည3ည3လို့ဖြစ်တယ်သူ့ရဲ့အောက်မှာဒီမှာကျတော့သူကကျတော့ဒီတပင်ကျတော့ကျွန်တော်တို့ကအောက်မှာအပေါ်မှာဖြစ်ထားပြီးတာပြီးတော့နောက်ထပ်ကက်ရက်တစ်ခါတစ်ချိန်ထပ်ဖြစ်တာကျတော့သူဒီမှာကျတော့မပေးသွားဘူးပေါ့နော်ဒီမှာကျတော့တော်တော်ကြီးကိုအလန်းกว่าမှသူကလာပေးတာဒါကိုတော့ကျွန်တော်တို့ကဖောင်းတယ်လို့ယူလိုက်မယ်ဒီတပင်ကိုကျွန်တော်တို့ကဖောင်းတယ်လို့ယူလိုက်မယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခါပဲမှရှိသေးတယ်ဆိုဒီမှာအလဲ3 3ည3ည3လို့ဖြစ်တယ်ဟောဒီမှာလည်းအဲ့လိုပဲကက်ရက်လာဖြစ်တယ်လေ3 3ည3ည3သူ့ရောမှာခွန်1ခွန်6 2 1 2 6ဆင်းရမယ်ဆိုချက်ချင်းဒီမှာလိုက်ပြီးတယ်ဒါ86ဆိုပြီးတော့လိုက်ပြီးတယ်နော်ဟုတ်ပြီကျွန်တော်တို့အဲ့မှာဒီဘက်မှာဆိုရင်ဒီမှာအလဲ3 3ည3ည3လို့ဖြစ်တယ်သူ့ရောမှာခွန်1ခွန်6 2 1 2 6ဆင်းရမယ်ဆိုရင်86လို့ဆင်းသွားတယ်ဟုတ်ပြီဒီမှာလည်းတစ်ခါအလဲ3 3ည3ည3ဖြစ်တယ်သူ့အောက်မှာချက်ချင်းပဲလိုက်တယ်81 1ခွန်ခွန်1ဆိုပြီးလိုက်ပြီးတယ်အဲ့ဒီလိုဆိုရင်ကျွန်တော်တို့ကဒီမှာအင်္ဂါနေ့မှာအလဲ3 3ည3ည3လို့ဖြစ်ထားပြီဒီအောက်မှာ38ပရိတ်လေကျွန်တော်တို့ကဒီအပတ်မှာရှိတဲ့အတွက်ဒီခွန်1ခွန်6 2 1 2 6ဒီတကယ်မွေးထိုးစရာကောင်းတဲ့ခဏန်းထဲမှာလည်းပါတယ်ပေါ့နော်38ပရိတ်ထဲကနေပြီးတော့နော်ကျွန်တော်ဒီတစ်ပတ်မှာ38ပရိတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ထိုးစီခြင်းတဲ့ခဏန်းကတော့သူကဘယ်လိုလဲဆိုရင်9 3ည2ခွန်ပါဆို38ပရိတ်9 3ည2ခွန်ပါဆို38ပရိတ်မှာဆိုရင်ခွန်1ခွန်6 2 1 2 6ပါတယ်နော်9 3 5 8 3ည3 3ည8ဒီအုပ်စုတွေပေါ့နော်ဒီအုပ်စုတွေကပဲထွက်လာမယ်လို့ကျွန်တော်ကခံမှန်းတယ်38ပရိတ်ပါဆိုရင်နော်ပြီးတော့38ပရိတ်ကိုကျွန်တော်တို့ကဘလို့ပုံစံမျိုးနဲ့တခါထပ်ပြီးတော့ယူထားတာရှိသေးတယ်ဆိုကျွန်တော်တို့ကဗုဒ္ဓဟူးနေ့မှာမနက်ညီကိုညနေညီကိုထွက်တယ်ဗုဒ္ဓဟူးနေ့မှာပဲနော်ဗုဒ္ဓဟူးနေ့မှာမနက်ညီကိုညနေညီကိုလို့ထွက်ရင်တဲ့မနက်ညီကိုနှလုံးပေါင်းခြင်းသည်ခွန်ရတယ်အဲ့တော့ခွန်ရပါဝါသည်နှစ်ခွန်နှစ်ဝန်းချင်းညနေညီကိုနှလုံးပေါင်းခြင်းသည်3ရတယ်အဲ့တော့38ဝန်းချင်းခွန်နှစ်ဝန်းချင်းနဲ့38ဝန်းချင်းဒီပြီးရမယ်တဲ့နောက်သူ့ရဲ့နောက်တစ်ပတ်မှာအဲ့ဆိုတော့ကျွန်တော်တို့ကဘာသွားထွက်လဲဆိုလို့ရှိရင်88 80ခွန်ဆိုပြီးတော့ထွက်တယ်ခွန်နှစ်ဝန်းချင်း38ဝန်းချင်းကိုတွဲပေးရမယ်ဆိုတော့ခွန်နှစ်ခွန်3 8နှစ်8 3ဘာခွန်3ခွန်8နှစ်3နှစ်8ပေါ့ sorry နော်ခွန်3ခွန်8နှစ်3နှစ်8ဆိုပြီးပြီးရမယ်ဆိုတော့88လို့ထွက်တယ်
နောက်တစ်ခါကျွန်တော်တို့ကဒီမှာဘယ်နာမရပါလဲဆိုရင်ဒီမှာနောက်တစ်ခါကျွန်တော်တို့ကဒီမှာမနေ့ညဗုဒ္ဓဟူးနေ့မနေ့ညညီကိုထွက်တယ်ဗုဒ္ဓဟူးနေ့မနေ့ညညီကိုထွက်တဲ့အတွက်မနေ့ထွက်တဲ့ညီကိုဒီ54ဖြစ်တဲ့အတွက်ပေါင်းချင်းဒီ900တော့94 1ချင်းညနေပိုင်းထွက်တဲ့ညီကိုဒီ88ပေါင်းချင်းဒီ900ရဲ့အတွက်93ည1ချင်း94 1ချင်းနဲ့93ည1ချင်းနဲ့ဒီတွဲပြီးတော့နောက်တစ်ပတ်မှာဆင်းပေးရမယ်တဲ့ဆိုတော့40 45 90 95ဆိုပြီးဆင်းရမယ်ပါ59ဆိုပြီးဆင်းသွားပြီအော်ဒီနေရာမှာကျတော့ကျွန်တော်တစ်ချက်ပြောမယ်ဒီနေရာမှာမနေ့ဗုဒ္ဓဟူးနေ့မှာပဲမနေ့ညီကိုညနေညီကိုထွက်တယ်ဒါပေမဲ့သူဒီ break တူနေတယ်တူနေရင်တစုံကိုကျွန်တော်တို့ကတဲ့နက်ခတ်ယူပေးရမယ်တစုံကိုတဲ့ power ယူပေးရမယ်နော်အဲ့တော့9ဖြစ်တဲ့အတွက်9 power ဒီ3ည9 3ည1ချင်းတစ်ခုဒီမှာ9ဖြစ်တဲ့အတွက်9 3 1ချင်းတစ်ခု9 3ည1ချင်းနဲ့9 3 1ချင်းဆိုတော့ကျွန်တော်တို့က9 9 9 3 3ည9 3ည3ဆိုပြီးတော့သူ့ရဲ့နောက်တစ်ပတ်မှာ3ည3ဆိုပြီးဆင်းသွားပြီဒါ3ပင်ရှိပါပြီနော်3ပင်တစ်ချက်ရှိပါပြီဟုတ်ပြီကျွန်တော်တို့ကအဲ့ဒီမှာပြီးခဲ့တဲ့အပတ်ကဗုဒ္ဓဟူးနေ့မှာမနက်ညီကိုညနေညီကိုထွက်တယ်မနက်ညီကိုပေါင်းချင်းသည်16ဖြစ်တယ်ညနေညီကိုပေါင်းချင်းသည်9 1ချင်းဖြစ်တယ်16 1ချင်း9 1ချင်းသည်သူ့ရဲ့နောက်တစ်ပတ်မှာအပြီးဆင်းပေးရမယ်တဲ့အခုထိကျွန်တော်တို့ကဒါဆိုရင်ဒီဗုဒ္ဓဟူးနေ့ကနေစပြီးဒီကောင်ကိုကောင်းကောင်းထိုးလို့ရတယ်ဒီပေတန်စနစ်လေးကိုဒီပေတဲ့စနစ်ဒီအခုကျွန်တော်ပြသွားတယ်ဆိုတော့အလဲ3 3ည3ည3မှုရဆိုလို့ရှိရင်လေအဲ့ဒီမှာကျွန်တော်ကွန့်ထားတဲ့ကဏ္ဍနှစ်ကွက်ပိုယုံလေးပဲပါတယ်နော်ခွန်တိခွန်ချောင်း2 1 2 6ဒီပေတဲ့မူလေးအရာဆိုလဲကျွန်တော်ကနော်ဗုဒ္ဓဟူးနေ့အတွက်ဗုဒ္ဓဟူးနေ့ထွက်တဲ့မနက်ညီကိုညနေညီကိုမူကနေဖမ်းလာတာဆိုလဲဒါ38ပရိခွန်တိခွန်ချောင်း2 1 2 6ပဲရမယ်အဲ့ဒီဗုဒ္ဓဟူးနေ့ကစပြီးကြံရက်မှာဒီ38ပရိဒီဆင်းလာနိုင်ချေအားကောင်းတယ်ပေါ့ပြီးတော့ကျွန်တော်တို့ဒီ38ပရိတ်ကိုဖမ်းတာဒီကျွန်တော်ပြီးခဲ့တဲ့ပိတ်ရက်တွေမှာပြခဲ့တယ်။နော်နှစ်တစ်အားထွက်ပြီးတဲ့နောက်တစ်ပတ်မှာ38ပရိတ်ထွက်တယ်။ကလင်ဒါနဲ့စစ်ပြီးခဲ့တယ်88အခုထွက်ပြီးတိုင်းနဲ့38ထွက်တယ်ပြီးတော့တောက်ကြနေ့မနက်မှာတောက်ကြနေ့မနက်ပဲဖြစ်ဖြစ်ညနေပဲဖြစ်ဖြစ်သူကအပူးထွက်လာခဲ့လို့ရှိရင်နောက်တစ်ပတ်မှာ38ပရိတ်ဆင်းတယ်။ပြီး83ညထွက်ပြီးသွားတယ်သူ့ရဲ့နောက်တစ်ပတ်မှာ38ပရိတ်ဆင်းတယ်ဆိုရင်ဒီအချက်တွေနဲ့ကျွန်တော်တို့ဒီ38ပရိတ်ကိုကျွန်တော်တို့ဖမ်းခဲ့တယ်။ဒါ38ပရိတ်ဒီမနက်ဖန်တော့သူကဘုံကနေတိုင်းကနေဆင်းလာနိုင်တဲ့အနေအထားရှိတယ်။စောနာလို့ဒီအလဲ3 3ည3ည3မှုကြောင့်ဘုံကနေတိုင်းကနေဒီလိုပုံစံနေတာဆင်းလာမယ်ဆိုရင်ဒါကျွန်တော်တို့ဒါစောနာကျွန်တော်ပြောသွားတယ်9 3 5 8 3ည3 3ည8ခွန်တိခွန်6 2 1 2 6ဆိုတဲ့ဒီကနန်းအုပ်စုတွေကပဲဆင်းလာဖို့ရှိတယ်။နော်ကျွန်တော်အဲ့ဒါလေးကိုမိတ်ဆွေတို့တက်ဒီညမှာလာရောက် sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဗျာနော်ဟုတ်ပါပြီဗျဒါ38ပရိတ်ကိုကစားနေတဲ့အမျိုးတွေရှိတယ်ဒါ38ပရိတ်အားတာတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်အမျိုးတွေကိုလာရောက်ရှင်းပြပေးခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့နော် YouTube မှာကျွန်တော်လိုအပ်မှာပဲ live လွှင့်ပြီးတော့ကျွန်တော်မူပြရင်ပြပေးတော့မယ်ပေါ့နော်နောက်ပတ်ဒီမှာလည်းနော်ကျွန်တော် video file လေးတွေလုပ်ပြီးတော့ဖြစ်ကျွန်တော်တင်ပေးမယ်ပေါ့နော်ဒါ video file လေးတွေလုပ်ပြီးတော့ကျွန်တော်တင်ပေးဖို့များပါတယ်ဗျာနော်ဟုတ်ကဲ့ပါ YouTube channel မှာလည်းကျွန်တော်အားပေးနေတဲ့ကျွန်တော်အမျိုးအရင်းတွေရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျအားလည်းအားနာပါတယ်အမျိုးတို့နော်ကျွန်တော်မူလေးတွေကိုနှစ်သက်ရင်မိတ်ဆွေတို့နဲ့မကစားဘူးဆိုရင်တော့မှတ်ထားပါနောက်မိမိတို့ကြုံလာရင်သုံးလို့ရတယ်ပေါ့နော်ဒီမူလေးတွေနဲ့နော်ဒါဒီနေ့ညပြသွားတာတော့ကျွန်တော်မူမဟုတ်တဲ့ဆရာစိန်ပေါက်တည်ရဲ့မူဒါနော်ဒီမူလေးကိုလည်းကျွန်တော်ကဒါအမျိုးတို့ကိုကျွန်တော်ဖန်တီးပြီးထပ်ပေါင်းထားတဲ့ကဏ္ဍလေးနဲ့ထပ်ပြီးတော့ပြပေးတာပေါ့ဒါအသုံးရှိပရိအားသားတဲ့အကြောင်းလေးတွေဖြစ်အောင်ပေါ့နော်ဒါလည်းအထောက်ပံ့လေးတွေဖြစ်စေမယ်မူလေးတွေဖြစ်အောင်ပေါ့နော်ကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့အားပေးကြတဲ့မျိုးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေလို့ကျွန်တော်ရွှေရောင်လက်မြန် YouTube channel ကနေနော်မေတ္တာပို့သပေးပါတယ်ဗျ